ကဲမင်းရဲ့နှစ်သက်မဟုတ်ပေးတာမှာ9ယောက်ပေးဖို့ကြံသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီ9ယောက်ကတယောက်1000 5000ရမယ်နောက်ထပ် comment လေးတွေကိုလည်းပဲမင်းကသဘောကျတဲ့အတွက်မင်းရဲ့အကုန်လုံးကမင်းရဲ့မဲဖောက်တာလေးတွေအားပေးတဲ့ big fan လေးတွေပဲဆိုတော့အကုန်တခြား comment လေးတွေကိုမင်းကဖုန်းပေး2000လုံးနဲ့ဒီထက်ကပတ်စံတွေကိုထပ်ပြီးတော့ဖြည့်ပေးမယ်အဲ့ comment လေးတွေကိုနာမည်လေးတွေကို comment လေးတွေပါလားဆိုတာကိုတရားကြည့်မင်းတစ်ခါလေးပြမယ်နော်ဟုတ်ခဏအားဆိုလို့ရှိရင်ဒီမှာအကောင့်နာမည်က only you တဲ့ဒီပေါ်မှာမင်းတင်ပေးထားမယ်နော်မေးတဲ့နှစ်ဟောင်းကုန်လုံးနှစ်တစ်မှာစိုက်ရွေးတဲ့စိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပါသည်နော်တဲ့လိုအင်စတန်တာတွေလည်းတလုံးတော့ပြည့်ပါစေကြက်စီတပြအောင်ပါစေအလောက်ကန်နေတဲ့ဆင်ပြပါစေဆိုတော့ only you ဆိုတဲ့အကောင့်လေးကမဟုတ်ဘူး1000လာယူနော်အဲ့ဒါပြီးတော့နောက်တစ်ယောက်ကလည်းမဟုတ်ဘူး1000ရသွားတယ်ပျော်ရွှင်စရာနှစ်တစ်လေးဖြစ်ပါစေထွေးလေးရေးတဲ့နှစ်စိတ်တစ်လူတင်းတဲ့လုပ်ငန်းအသစ်တွေကိုတဲ့အသစ်ပေါင်းများစွာနဲ့ဖြတ်တန်းနိုင်ပါစေဆိုတဲ့နာမည်ကအကောင့်နာမည်ကလင်းညိုသူက1000ရမယ်နော်ကဲနောက်ထပ်တစ်ယောက်ကနှစ်တစ်မှာပြောချင်ပါစေတဲ့စိတ်ချမ်းသာကိုချမ်းသာစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံပါစေဆိုပြီးတော့ comment မှန်ပေးထားတယ်အကောင့်နာမည်ကဖြိုးသူက1000ရပဲအဲ့ဆိုတော့3ယောက်3000ရသွားပြီနောက်ထပ်ပြီးတော့ပေးမယ်နော်9000 9ယောက်ကျန်တဲ့ဆို9000ပေးမယ်နော်အဲ့ဆိုတော့နှစ်တစ်မှာစာစီးပွားတို့ချစ်ခင်သူပေါင်းရပြီးတော့လိုတိုင်းတာရနိုင်ပါစေနော်လိုတိုင်းတာရနိုင်ပါစေနော်ဆိုတဲ့အကောင့်နာမည်ကဒေါ်ပွင့်ဆိုတဲ့တယောက်က1000ရမယ်အဲ့ဆိုတော့4ယောက်4000ရှိသွားပြီနောက်ဆုံးတစ်ယောက်ကဒီမှာနှစ်တစ်မှာပျော်ရွှင်ပါစေတဲ့ချစ်ရသူနဲ့ထာဝရပျော်ရွှင်ပါစေဆိုပြီးတော့မှတ်ထားတယ်အကောင့်နာမည်ကဇာကြည်လင်းဒီမှာရေးပေးထားရနော်ဆိုတော့9ယောက်9000ပြည့်သွားပြီနော်9000ပြည့်သွားပြီဆိုတော့တယောက်ခုန2000လား3000 2000တယောက်2000ဖုံးပေဖြည့်ပေးမယ်နော်ဖုံးပေ2000နဲတယ်များတယ်သဘောမထားနဲ့မင်းကမဘိုးတသိန်းကပြည့်သွားပြီဆိုတော့ကျန်တဲ့လူလေးတွေကိုကြတော့ဖုံးပေတယောက်2000လုံးနဲ့ဖြည့်ပေးလိုက်မယ်နော်အဲ့ဒီ comment ပိုင်ရှင်လေးကဖုံးပေ2000ရသွားတယ်အကောင့်နာမည်က तू က comment မှတ်ထားတယ် you ဆိုပြီးတော့မှတ်ထားတယ်အကောင့်နာမည်ကဘိုးက तू ကဖုန်းပေ2000ရမယ်နော်ပြီးရင်မဘိုးလို့ကျွန်တော် Telegram page လေးကိုပါ join ထားတာအခုနေမရသေးဘူးဆိုတော့မမနော်စူးစူးပတ်ဆိုတာပဲ तू ကဖုန်းပေ2000လာယူနော်ကဲနောက်ထပ်ကတကြံလာပြီးသွားတယ်တဲ့ဘာမဘိုးမှမရသေးဘူးမမေဆိုပြီးမှတ်ထားတယ်တယောက် IV Mode ဆိုတဲ့ကဖုန်းပေ2000လာယူနော်ကဲနောက်တစ်ယောက်ထပ်ပေးမယ်နောက်တစ်ယောက်က comment ကဖုံးမြတ်မေမေနော်ဖုံးမြတ်မေမေကမေးရတဲ့အမကိုကလေးမို့ကိုပေးပါအောင်နဲ့ညာသဘောမထားပါဘူးရှင်နေ့တစ်မှစပြီးတဲ့စိတ်ချမ်းသာကိုမှပြည့်စုံပြီးတော့ကံကောင်းခြင်းတွေမြဲပိုက်ဆံတာပါစီကဲဖုံးပေတွေကအကုန်လုံးပေးပြီးသွားပြီဆိုတော့အပေါ့မဟုတ်ဘိုးတွေကပေးပြီးသွားပြီဆိုတော့ဖုံးပေပဲမမလာယူဖုံးမြတ်မေမေဆိုတော့ဖုံးပေ2000လာယူနော်ကဲနောက်ထပ်ကြံသေးလားဘူးကြံသေးတယ်နောက်ထပ်ကအမြဲအားပေးနေတာတဲ့ဒီတခါတော့မဟုတ်ဘိုးပေးဆိုတဲ့တူဟန်ဆိုတဲ့အကောင့်ဖုံးပေ2000လာယူနော်ဖုံးပေ2000လာယူကဲအားပြီးနောက်တစ်ယောက်ဖုံးပေထပ်ဖြည့်ပေးဦး